လောဘဝတ္ထုအခန်းကြီး38အငယ်31မှ32တင်ဒီခိမကျေစုဤတာယာစွာပြုပြင်ခြင်းကိုချုပ်တီးနိုင်သလောကတိလကျေဤချီနှောင်ခြင်းကိုဖြေနိုင်သလောမာစရုပ်ကျေတို့ကိုအချိန်ရောက်လျင်ထုတ်ဖော်နိုင်သလောအာရှကျေနှင့်သူဤသားတို့ကိုပဲ့ပြင်နိုင်သလောဘုရားသခင်ကယောဘကိုကျေစုတွေအကြောင်းမေခွန်းထုတ်တယ်ပြောပြတယ်ပထမကျေစုကခိမကျေစု Pleiades ကျေစုလို့ခေါ်တယ် Canst thou bind the sweet influences of Pleiades ခိမကျေစုရဲ့တာယာစွာပြုပြင်ခြင်းလို့တွေ့ရတယ်ဆရာယူဒတ်တန်ရဲ့ဘာသာပြန်ကအတော်လှပါတယ်တာယာစွာပြုပြင်ခြင်း sweet influences ဒီကျေစုကခုနှစ်စင်ကျေလို့ခေါ်ပါတယ်တာမန်မျက်စိနဲ့ကြည့်တဲ့အခါမှာကျေခုနှစ်လုံးကိုတွေ့ရတယ်ဒါပေမဲ့မျက်စိနဲ့မမြင်နိုင်တဲ့ကျေစုတွေအများကြီးပါဝင်နေတယ်အဲ့ဒီကျေစုဟာတာယာစွာပြုပြင်နေ sweet influences ခိမကျေစုဤတာယာစွာပြုပြင်ခြင်းကိုချုပ်တီးနိုင်တယ်လို့ချုပ်တီးနိုင်တယ်လို့ဆိုတဲ့စကားက canst thou bind ဒါကိုမင်းချီနှောင်လို့ရသလားလို့မေးပါတယ်ခုနှစ်စင်ကျေကိုသူတို့အုပ်စုဖွဲ့နေလို့အတွက်ဖျားသခင်ကချီနှောင်ထားတယ်ရစ်ပတ်ထားတယ်လူမာလဲတန်ရောစဉ်ဆိုတာရှိတယ်ဖျားကဖွဲ့နှောင်စေတယ်ဒါဝိဒ်နဲ့ယောနသန်ဟာအလွန်ချစ်ကြတဲ့တငယ်ချင်းတွေဖြစ်တယ်ဒါဝိဒ်ကတောအရက်ကသူ့ကြောင့်သားယောနသန်ကဘယင်သားတော်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့အဆင့်အတန်းကွာခြားပေမဲ့သူတို့နှစ်ယောက်ကအလွန်တန်ရောစဉ်ကြီးတယ်ချစ်ကြတယ်ရှောလူကပြောတယ်မင်းဒါဝိဒ်ရှင်ဘုရင်ဖြစ်ရင်မင်းမဖြစ်နိုင်တော့ဘူးမင်းရဲ့နေရာကိုလူယူမဲ့လူလို့ပြောခဲ့ဒါပေမဲ့ယောနသန်ကဒါကိုကြည်ပြူတယ်ဒါဝိဒ်မင်းတနေ့ရှင်ဘုရင်ဖြစ်လိမ့်မယ်မင်းရှင်ဘုရင်ဖြစ်တဲ့အခါမှာငါသားသမီးတွေကိုဂရုစိုက်ပေးပါဒီလိုမှားတယ်ဒါဝိဒ်ဘုရင်ဖြစ်တဲ့အခါယောနသန်ရဲ့သားမေဖိဘောရှက်ကိုနေ့တိုင်းသူ့ရဲ့စပွဲမှာစားတောက်ခွင့်ပေးတယ်မေဖိဘောရှက်ဟာသူ့ရဲ့အထင်းတော်နဲ့ဘေးဒုက္ခကနေထွက်ပြေးတဲ့အချိန်အထင်းတော်ကချော်လဲပြီးကလေးကခြေထောက်ဆွန့်သွားတယ်ဒုက္ခိတဖြစ်သွားတယ်ဒါပေမဲ့ဒါဝိဒ်ဘုရင်ဖြစ်တဲ့အခါမှာယောနသန်ရဲ့သားကိုလိုက်ရှာပြီးမနေ့တိုင်းသူနဲ့အတူစားခွင့်ပေးတယ်သူတကယ်ချင်းနဲ့အတူစားရတယ်လို့သူခံစားရတယ်ဒါကဒါဝိဒ်နဲ့ယောနသန်ရဲ့ချစ်ချင်းဖြစ်တဲ့ယောနသန်စစ်ပွဲမှာတည်တဲ့အခါဒါဝိဒ်ငိုတယ်ယောနသန်မင်းရဲ့ချစ်ချင်းဟာမိန်းမအပေါ်မှာထားတဲ့ချစ်ချင်းတဲ့တာတယ်လို့ပြောတယ်လူအများစိတ်ဝင်စားတာတော့ယောက်ျားနဲ့မိန်းမချစ်ချင်းဖြစ်တယ်တချင်းတွေထဲမှာတွေ့မယ်စာတွေမှာတွေ့မယ်ရုပ်ရှင်မှာတွေ့မယ်ဒါပေမဲ့ယောနသန်ကသူ့မိန်းမပေါ်မှာချစ်တဲ့ချစ်ချင်းတဲ့သူ့ရဲ့မိတ်ဆွေတငယ်ချင်းဒါဝိဒ်ပေါ်မှာချစ်တဲ့ချစ်ချင်းဟာပိုတာတယ်ဆိုတာတွေ့ရတယ်ယောနသန်ရဲ့မိန်းမကကျမအထည်လေးတွေဝယ်ထားတယ်ကြည့်ပါဦးလိုက်ရဲ့လားလှရဲ့လားလို့မေးမယ်ယောနသန်ကအလိုက်တင်ဖြစ်မယ်လှတယ်လှပါတယ်နိုင်ငံခြားကပစ္စည်းတွေရောက်လာလို့ကျမဝယ်ထားလိုက်တယ်ကြည့်ပါဦးမကောင်းဘူးလားယောနသန်ကအလိုက်တင်ဖြစ်မယ်ကောင်းတယ်ဝယ်ပါသူပြောလိမ့်မယ်ဒါပေမဲ့ယောနသန်ရဲ့စိတ်ဟာအဲ့ဒီပစ္စည်းတွေနဲ့ငွေကြေးတွေအပေါ်မှာဆွဲလန်းမနေဘူးသူဆွဲလန်းတဲ့အကြောင်းအရာကဘုရားသခင်နဲ့ဆက်ဆိုင်တဲ့အကြောင်းအရာတွေဣသရေလလူမျိုးနဲ့ဆက်ဆိုင်တဲ့အကြောင်းအရာတွေဣသရေလတိုင်းပြည်နဲ့လူမျိုးကိုပြုပြင်ပြောင်းလဲရမယ့်အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဒါကြောင့်သူဟာအဲ့ဒီစကားတွေပြောလို့ရတဲ့အဲ့ဒီစကားတွေအဲ့ဒီအကြောင်းအရာတွေကိုအတူအကောင်းထဲပေါ်လို့ရမယ်ဒါဝိဒ်ကိုသူပိုတန်ရောစဉ်ရှိနေတယ်ဒါဝိဒ်နဲ့ယောနသန်ရဲ့တန်ရောစဉ်ချစ်ချင်းကိုဘသူကချီပေးထားတယ်လေဘုရားသခင်ချီပေးထားတယ်ဒါကြောင့်ကောင်းတဲ့အလုပ်ကိုလုပ်တဲ့သူတွေအများအတွက်လုပ်မဲ့သူတွေဘုရားသခင်အတွက်အသက်ရှင်မဲ့သူတွေမှာမိတ်ဆွေကောင်းတွေလူတယ်အဲ့လိုမိတ်ဆွေကောင်းတွေရှိဖို့အတွက်ဖယားသခင်ကတန်ရောစဉ်ကျိုးတွေကိုချီပေးနိုင်တယ်အငယ်31ရဲ့ဒုတိယအပိုက်မှာကတိလကျဲဤချီနှောင်ခြင်းကိုဖြေနိုင်တယ်လို့
or loose the bands of Orion ကတိလာကျဲကိုအင်္ဂလိပ်လို Orion ကျဲစုလို့ခေါ်တယ်ဒီကျဲစုတွေကစုမိသွားရင်းနဲ့သူတို့ငကိုသွားရမယ်ပတ်လန်းချောင်းကိုချော်ပြီးတော့တယောက်နဲ့တယောက်ဆွဲငင်အားတွေနဲ့သူတို့လှုပ်ချင်တာတွေလှုပ်လာတယ်ဒီခါမှာဖယားသခင်ကဒါကိုဖြီးပေးနိုင်တယ်ယာကုပ်ရဲ့သား12ယောက်မှာရှီမုန်နဲ့လေဝိ2ယောက်ဟာတစ်ချိန်တည်းတကြံနဲ့ဖြစ်နေတယ်ဒေါသကလည်းကြီးကြတဲ့လူတွေဆိုတော့ဒုစရိုက်မှုကိုလှုပ်လာယာကုပ်ကသူ့သား2ယောက်ကိုကောင်းချီးပေးတဲ့အခါမှာတင်တို့ရဲ့ဒေါသဟာချိန်ချင်းခံပါစေဣသေလလူမျိုးမှာမင်းတို့2မျိုးဟာကွဲလွင့်တဲ့သူတွေဖြစ်မယ်လို့ပြောခဲ့တယ်ဣသေလလူမျိုးထဲမှာကွဲလွင့်တဲ့လူမျိုးဖြစ်ရယုံမကဘဲနဲ့လူဦးရေလည်းအ ਨੇ ဆုံးလူမျိုးတွေဖြစ်သွားတယ်ဒါဘာကြောင့်လဲဆိုတော့မကောင်းတဲ့ချီနှောင်ခြင်းမကောင်းတဲ့ပေါင်းစည်းခြင်းမကောင်းတဲ့အကြံကိုတစ်ကြိတ်ထဲတညံနဲ့ကြံစီခြင်းကိုဖယားသခင်ကဖျက်ပေးလိုက်တာဖြစ်တယ်လူတချို့ရဲ့မကောင်းတဲ့အကြံအစီနဲ့ပေါင်းစည်းခြင်းကိုဖယားသခင်ကဖြီးပေးနိုင်တယ်ခွဲခွာပေးနိုင်တယ်တခြားစီဖြစ်အောင်လုပ်ပေးနိုင်တယ် Meditation Empire လေဒီလိုပဲ Meditation လူမျိုး2မျိုးဟာပေါင်းစည်းမိသွားတယ်အဲ့ဒီ Empire တီထောင်နေဒါပေမဲ့အဲ့ဒီ Empire ကြဆုံးခံတနေ့ရောက်လာတယ်အဲ့ဒီ Empire ကြဆုံးရာကိုတမိုင်းပညာရှင်တွေကအချက်အလက်တွေ4-5ချက်လောက်နဲ့အကြောင်းရင်းကိုရှင်းပြနိုင်ဒါပေမဲ့ကျမ်းစာထဲမှာအဓိကအချက်တစ်ချက်ကိုပြတယ်သူတို့ယေရုရှလင်ဗိမာန်တော်ကသိမ်းယူလာခဲ့တဲ့ရစ်ပူဇော်ရာမှာအသုံးပြုတဲ့ကြေးဝါခွက်ဖလားတွေကိုနန်းတော်ရဲ့စားတောက်ပွဲတွေမှာအရက်တေစာတွေထဲ့တဲ့အခါမှာသူတို့သုံးဆွဲလာတယ်ဒါဟာစီးတွေပေါင်းတွေကြော်သွားပြီဆိုတာတွေ့ရတယ်မာနကအလွန်ကြီးတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်နိုင်ရမှာလက်ဖြားပေါ်လာတယ်လက်ဖြားမှာရေးတဲ့စာကမင်းကိုငါချိန်ကြည့်တယ်မင်းဟာပေါ့နေတယ်ရော့နေတယ်ဒါကြောင့်ဒီညမှာပဲမင်းရဲ့တိုင်းပြည်ကိုငါခွဲထုတ်ပေးလိုက်ပြီလို့လက်ဖြားပေါ်လာတယ်ဒါကြောင့် Meditation Empire ဟာအဲ့ဒီညမှာပဲပြိုကွဲသွားခဲ့တယ်ကတိလာချေရဲ့ချီနှောင်ခြင်းကိုဘသူဖြီးတယ်လဲဖယားသခင်ဖြီးပေးလိုက်တယ်အငယ်32မှာမာစရုတ်ကျယ်တို့ကိုအချိန်ရောက်လျင်ထုတ်ဖော်နိုင်တယ်လို့မာစရုတ်ကျယ်ဟာပြောင်းနေတယ်ဘယ်ရောက်လဲမသိလိုက်ဒါပေမဲ့တီးနိုင်ရိတ်သိမ်းတဲ့အချိန်ရောက်တဲ့အခါဖယားသခင်ကအဲ့ဒီကျယ်ကိုဆွဲထုတ်ပြီးတော့သူ့လမ်းကြောင်းမှာသူ့ကိုပြန်နေရာချလိုက်တယ်သူ့အလုပ်ရှိတယ်သူ့အလုပ်ကဘာလုပ်ရမလဲတီးနိုင်ရိတ်သိမ်းရာကာလပျော်ရွှင်စရာကာလရဲ့အထိတ်အမှတ်ဖြစ်နေမာစရုတ်ကျယ်ဟာပေါ်လာရတယ်လူတွေလည်းမှလည်းဒီလိုပဲတချို့ကကိုလုံးရမယ့်အလုပ်ကိုမလုပ်ဖ ೇನೆ ကြောင်မှာသွားပြီးတော့ပိတ်မိနေတတ်တယ်ကြောင်မှာသွားခုန်နေလိုက်တယ်အကျိုးမရှိသလိုအလုပ်လည်းမဖြစ်ဘူးတချို့ကြတော့လေကိုအားငယ်ပြီးတော့တန်ဖိုးမရှိသလိုခံစားရပြီးတော့ကိုလုံးရမယ့်အလုပ်ကိုမလုပ်ဖ ೇನೆ ကြောင်မှာပိတ်မိနေတတ်တဲ့စိတ်ဓာတ်ကျနေတဲ့လူတချို့လည်းရှိတတ်တယ်ဒါပေမဲ့လူတိုင်းအပေါ်မှာဘုရားသခင်ရဲ့အကြံစီရှိတယ်လူတိုင်းလုပ်ရမယ့်အလုပ်လည်းရှိတယ်ဘုရားသခင်ကအဲ့လိုလူတွေကိုအချိန်တန်တဲ့အခါမှာသူလုပ်ရမယ့်အလုပ်တွေဆွဲထုတ်ပေးနိုင်တယ် Canst thou bring forth measures in his season အငယ်32ရဲ့ဒုတိယပိုင်းမှာအာရှကျယ်နှင့်သူ၏သားတို့ကိုပဲ့ပြင်နိုင်တယ်လို့အာရှကျယ်မှာသူနဲ့တူတဲ့ကျယ်လေးတွေရှိတယ်။သူနဲ့တဘာဝတူတယ်။သူနဲ့ပေါင်းစည်းမှုလည်းရှိတယ်။အလုံးအဆင်ပြေတယ်။ဒါပေမဲ့အဲ့ဒီကျယ်ဒီမှာဘာလို့တလဲဆိုတော့ပဲ့ပြင်ဖို့ guide လုပ်ဖို့လိုနေတယ်။ဒါကိုဖခင်ကလုပ်ပေးတယ်။ဆရာကြီး Billy Graham ဟာအချိန်ကfundamentalist ဖြစ်ခဲ့ပါတယ်သူဟာဒေါက်တာ John Rice တို့နဲ့မိတ်ဆွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာသူဟာတခြားအုပ်စုတွေနဲ့အပေးအယူ compromise လုပ်ပြီးတော့လမ်းကြောင်းလွှဲလာတယ်ဒါကြောင့်သူ့ရဲ့လှုပ်ရှားမှုကို New Evangelical လို့ခေါ်လာရတယ်
တစ်ဖက်မှာတော့ Dr. John R. Rice တို့ Dr. Bob Jones Sr. တို့ Dr. Jack Hayes Dr. Tom Malone တို့ကတော့မာကျွင်းတဲ့သူတွေနဲ့တွဲဖက်ပြီးတဘိုးမထမ်းတဲ့ separation တိုင်းတိကျရပ်တည်တဲ့ fundamentalist ဖြစ်နေခဲ့တယ်။အုပ်စုနှစ်စုကွဲသွားပြီးတဲ့နောက်ပိုင်းမှာသူတို့ရဲ့လမ်းခွဲပြီးနောက်ပိုင်းအကျိုးရလဒ်တွေကိုလည်းကျွန်တော်တို့ဆင်ခြင်ကြည့်ဖို့လိုလာတယ်။ဆရာကြီးBilly Graham အသက်ကြီးတဲ့အချိန်မှာသူ့ ministry ထဲမှာရှိတဲ့မျိုးဆက်တစ်ဆရာတချို့ကနေရဲဆိုတာတကယ်ရှိကောရှိရဲ့လားလို့တန်တရားဝင်လာတယ်။ဒါကိုကြားတော့ဆရာကြီးကဒီလောက်တော့တို့မဖြစ်သင့်ဘူးလို့ပြန်ထိန်းပေးခဲ့ရတယ်။ဆရာကြီး Billy Graham ဆုံးပါသွားတယ်။သူ့သား Franklin Graham ကအလုပ်ကိုဦးဆောင်လာခဲ့တယ်။ Franklin Graham ဟာသူ့အဖေရဲ့အလုပ်ကိုအောင်မြင်အောင်ဆက်ဥဆောင်နိုင်မလားလို့မေးစရာရှိလာတယ်။လူတယောက်ဟာသူ့အဖေလူအောင်မြင်နိုင်တယ်။ဒီထဲမှာကသူ့အဖေတဲ့လည်းပိုးတော်နိုင်ပါတယ်။ဒါပေမဲ့ဖြစ်ချင်တော့အများစုဟာအဖေကိုသားကမမိကြတာများပါတယ်။ဆရာ Franklin Graham ကအမေရိကန်မှာရှိတဲ့နောက်ပိုင်းသမ္မတအဆက်ဆက်သူ့ကိုမိတ်ဆွေဖွဲ့ကြတယ်။သမ္မတ Donald Trumpရွေးကောက်ပွဲနိုင်ပြီးကျန်းသစ္စာကျိန်ဆိုပြီးနောက်ပိုင်းဆူတောင်းစည်းဝေးမှာဦးဆောင်ဆူတောင်းတဲ့သူဟာ Franklin Graham ဖြစ်တယ်။ကိုဗစ်ကာလအခက်အခဲတွေကြားထဲမှာလည်းသူ့ရဲ့ ministry အားဖြင့်အများကြီးကူညီပံ့ပိုးမှုတွေကိုလုပ်နိုင်တယ်။သူ့ရဲ့ ministry ကကဘာတဝမ်းမှာအခုထိတိုင်အောင်ကူညီနိုင်စေပဲဖြစ်တယ်။တလောကစိတ်ဝင်စားစရာအဖြစ်အပျက်ကလေးတစ်ခုကြားရတယ်။အာကာသထဲမှာပိတ်မိနေတဲ့အာကာသရင်မှုအချို့ကိုသမ္မတဒေါ်နယ်ထရန့်ကကယ်ဆယ်ရေးအစီအစဉ်နဲ့ကယ်ထုတ်ဖို့ကြိုးစားခဲ့ရတယ်။သူတို့ကိုကယ်ပြီးကမ္ဘာမြေပြင်ပေါ်ပြန်ရောက်လာတဲ့အခါမှာအင်တာဗျူးမေးကြတယ်။အဲ့ဒီအာကာသရင်မှုကိုခမအာကာသထဲပိတ်မိနေတဲ့နေ့ရက်ဒီမှာဘယ်လိုကြော်ဖြတ်ရသလဲလို့မေးကြတယ်။အဲ့ဒီအာကာသရင်မှုကြီးကကျွန်တော်တနင်္ဂနွေနေ့တိုင်းကျွန်တော်တင်းအုပ်ဝတ်ပြုခြင်းကို online ကနေပါဝင်နေကျွန်တော်တင်းအုပ်ဆရာရဲ့တရားဟောခြင်းဟာကျွန်တော်ကိုခွန်အားဖြစ်စေတယ်လို့ပြောသွားတယ်သူ့ရဲ့တင်းအုပ်ဆရာဟာ Franklin Graham ဖြစ်တယ်ကျွန်တော်တို့ဒါကိုစဉ်းစားကြည့်ရင်ဆရာ Franklin Graham ရဲ့မိတ်ဆွေတွေထဲမှာသမရတွေဝန်ကြီးတွေစီးပွားရေးလုပ်ငန်းရှင်ကြီးတွေအတတ်ပညာရှင်တွေပါနေတယ် Franklin Graham ကသူတို့စီကိုတွားရတာမဟုတ်ဘူးသူတို့က Franklin Graham ကိုမိတ်ဆွေလာဖွဲ့တာဖြစ်တယ်သူ့ရဲ့အလုပ်ဟာတအားချေပြောလာတယ်သူ့အတင်းသားအာကာသရင်မှုဟာအာကာသထဲမှာပိတ်မိနေခဲ့တဲ့အချိန်မှာ Franklin Graham ရဲ့စိတ်ဟာအာကာသထဲအထိရောက်နေတယ်သူအတင်းသားအတွက်ဆုတောင်းပေးရတယ်သူတနင်္ဂနွေတရားဟောတဲ့အခါမှာအာကာသထဲပိတ်မိနေတဲ့သူအတင်းသားအတွက်သူဥတီပြီးတော့အားပေးစကားနဲ့တရားဟောရတယ်ဒါဟာအလွန်လေးစားစရာကောင်းတယ်လို့အလွန်ဂုဏ်ယူစရာအားကျစရာလည်းကောင်းတဲ့ဖြစ်ရကလေးတစ်ခုဖြစ်ပါတယ်ဒါကြောင့်အဖေအောင်မြင်တယ်လို့သားကအောင်မြင်ပါတယ်အာရှကျင်တဲ့သူ့ရဲ့သားတွေဟာအတိတ်တရားတူတယ်အတွေးအခေါ်တူတယ်စိတ်တဘာဝတူတဲ့လူတွေကိုပုံဆောင်နေဒါပေမဲ့အဲ့ဒီလိုအုပ်စုတစုကိုဘယ်သူကလမ်းပြပေးနိုင်တယ်လဲဖယားသခင်ကလမ်းပြပေးနိုင်တယ်ဖယားသခင်က guide လုပ်ပေးနိုင်တယ်အတိုင်းအဝိုင်းဖြစ်စေအသင်းတော်ဖြစ်စေစိတ်တူကိုယ်တူအတွေးအခေါ်တူအလုပ်လုပ်ကြတဲ့အခါမှာကျွန်တော်တို့ကိုဘသူကလမ်းပြပေးနိုင်လဲဖယားသခင်လမ်းပြပေးနိုင်တယ်လို့နှိုးဆော်ခြင်းပါပဲ